မင်္ဂလာပါခင်ဗျာကိုသိန်း Wedding Training Center ဂေးဆက်တင်တန်းကျောင်းမှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ wedding picture တစ်ခုဖြစ်တဲ့ excessive penetration ဂေးသားများအလွန်ကျွံထိုးပေါက်ဝင်ရောက်ခြင်းအကြောင်းကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ် excessive penetration ဆိုတာကတော့ group wear resoya မှာဂေးအဆက်ရဲ့အောက်ခြေရုနေရာမှာဂေးသားများလိုအပ်သည့်တဲ့ပိုပြီးထိုးထွက်နေခြင်းပေါက်ထွက်နေခြင်းကိုခေါ်ပါတယ် excessive penetration ရဲ့အဓိကတရားခံကတော့ heat input များခြင်းအပူများခြင်းကြောင့်ဖြစ်ပါတယ် voting နဲ့ကားနဲ့များတဲ့အခါမှာအပူချိန်မြင့်မားပြီးဘေးချောင်းနဲ့အောက်ခံတံပြားကိုပုံမအရေးပြောစေနိုင်ပါတယ်ပူချိန်မြင့်မားခြင်းနဲ့အတူ pressure ဖိအားများလည်းပိုလာတာကြောင့်အရေးပြောနေတဲ့တန်ရွေတွေဟာဒီဆက်ရဲ့အောက်ခြေရုကနေထိုးထွက်လာတာပဲဖြစ်ပါတယ်ဒါကြောင့်ကိုစော်မဲ့တံပြားအထူအသုံးပြုမဲ့ကြီးအကြောင်းပေါ်မူတည်ပြီးသတ်မှတ်ထားတဲ့ current နဲ့ voltage တွင်းမှာပဲထားပြီးစော်သင့်ပါတယ် excessive penetration ပြည့်ချက်ရဲ့နောက်ထပ်တရားခံကတော့ဂေးစုံတော့ travel speed နေခြင်းပဲဖြစ်ပါတယ် travel speed နေတဲ့အခါတန်ရေပွင့်မှုပိုများလာပြီးအဲ့ဒီတန်ရေတွေဟာအောက်ဘက်ကိုပေါက်ထွက်လာခြင်းပဲဖြစ်ပါတယ်ဒါကြောင့် excessive penetration မဖြစ်အောင် travel speed ကိုပုံမှန်တိုင်းစော်သင့်ပါတယ် excessive penetration ရဲ့နောက်ဆုံးတရားခံကတော့ wedding ကြိုက်တွေပြင်ဆင်မှုအားနည်းခြင်းကြောင့်ပဲဖြစ်ပါတယ်တံပြားတစ်ခုရဲ့အကွာအဝေး root gap ကျယ်လွန်းတဲ့အခါတန်ရည်တွေဟာအလွယ်တကူထိုးထွက်စီးဆင်းပြီး excessive penetration ဖြစ်နိုင်ပါတယ်အလားတူပဲ root face မျက်နှာပြင်အကျယ်ဟာကျင်းလွန်းတဲ့အခါပန်းလွန်းတဲ့အခါတွေမှာလည်းတန်ရည်တွေကိုထိန်းထားဖို့ခက်ခဲပြီး excessive penetration ဖြစ်နိုင်ပါတယ် excessive penetration ဖြစ်တိုင်းပြစ်ချက်လို့မခေါ်နိုင်ပေမဲ့တံပြားအထူပိုက်ရဲ့အထူနဲ့အချင်းတို့ပေါ်မူတည်ပြီးတော့မှအသုံးချမှုပေါ်မူတည်ပြီးတော့မှလက်ခံနိုင်တဲ့အတိုင်းတာရေဘူးရအဖြစ် 2.5 mm မှာ6 mm ထက်ကျော်လျင်တော့ပြစ်ချက်အဖြစ်သတ်မှတ်ပါတယ်တံပြားတွေဆိုတဲ့အခါမှာ excessive penetration နဲ့ excessive reinforcement တွေကိုပြန်လည်ပြင်ဆင်နိုင်ပြီမယ်ပိုက်တွေဆိုတဲ့အခါမှာ excessive penetration ကိုပြန်လည်ပြင်ဆင်ဖို့ခက်ခဲနိုင်တာတွေမဖြစ်နိုင်တော့တာတွေဖြစ်နိုင်ပါတယ် pressure ပြင်းတဲ့ပိုက်ဆက်တွေမှာ excessive penetration ဖြစ်နေရင်အဲ့ဒီနေရာတွေမှာဖိအားတက်ရောက်မှုပိုများပြီးအဲ့ဒီနေရာတွေကကွဲအပ်ပြီးယိုစိမ့်မှုများအလွယ်တကူဖြစ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ